အားလုံးပဲမင်္ဂလာပါ Storytelling Sister ဆိုတဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာမဆန်းဆန်းနဲ့တာယာဝတီရဲ့ချစ်လက်စမကုန်ခြင်းဘူးကွယ်မဂ္ဂဇင်းဝတ္ထုတို့များစာအုပ်လေးတွေဟာနေအောင်လိုက်အောင်ဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြချင်ပါတယ်အခုလိုဖတ်ခွင့်ပေးတဲ့ဆရာမဆန်းဆန်းနဲ့တာယာဝတီကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ဥပစာအပြည့်စုံဝိပီတိတိုင်းတာကြီးပြန်ရောက်မလာသေးစိတ်တထင့်ထင့်ထိုင်ဆောင်နေရသည်ကလေးတွေခိုင်းရတာများစိတ်ကိုမချပါဘူးဒီလောက်နီးနီးကလေးကိုတော့တမေ့ကြီးကြအောင်သွားနေတယ်။နှုတ်မှတစ်ဖြစ်တော့ပြောရင်လမ်းဘက်တို့လည်းလဲတဆန်းဆန့်မျှော်ကြည့်တာကိတ်မုံဘော်ကပန်းပွင့်စာတန်းကလေးတွေမပဲ့မရွက်မပြတ်မစည်းပါလာပါစေဟုဆုတောင်းရသေးသည်။ဟောမမေတော်အဝိစားလဲပြီးနေပြီလား။လေကားမှဘွားကနေတက်လာသည့်သားကြီးကိုအလန့်တကြားလှည့်ကြည့်ရ၏။မမေကလမ်းမော်ကိုမျှော်နေတာ။ကြည်အေးမော့ဆိုင်ကအခုလိုအမနက်ပိုင်းဆိုရင်လူသိပ်ကြတာမမေကစာတန်းထိုးတာကလည်းတော်တော်ကြာကြာစောင့်လာသေးတယ်။တာကြီးကစောရီထဲမှာကြကြနနတရွတ်တရထည့်ယူလာတော့ကိတ်မုံဘူးကိုရောရကလေးထုတ်ယူကတီတီရှိစပွဲပေါ်တင်ပေးလိုက်၏တီတီကမုံဘူးကပ်ဖုံးကိုတတကလေးဖွင့်ကြည့်လိုက်သည်မမို့ခိုင်စာကျော်အတွက်3နှစ်မြောက်မွေးနေ့လက်ဆောင်စာတန်းကရှည်လျားရသည့်အထဲချူပန်းချူးနယ်တွေရှက်လိမ်မုံမှန်ထားပြန်ရာနည်းနည်းတော့ရှုပ်ရှက်ခတ်နေသည်ထင်30တန်းမွေးနေ့ကိတ်မုံဝိုင်းမှာအချင်းကိုလက်မခန့်တာရှိသည်မို့မှတီတကူမိသားစုဆိုသည့်စာတန်းကိုပင်ထဲ့ကျင်ပါလျက်နေရာအခက်ခဲကြောင့်ခြံလက်ခဲ့ရသည်ဘာပဲဖြစ်ဖြစ်မမို့ခိုင်စာကျော်ဆိုသောနာမည်စလုံးကိုထင်ထင်ရှားရှားပြက်ပြက်သားသားလှလှပပကြီးရေးထိုးပေးလိုက်သည်ကိုပဲကျင့်နေရအောင်မည်တီတီဒီလက်ကအိတ်ထဲမှမွေးနေ့ဖိတ်စာကပ်ပြားကိုပြန်ထုတ်ယူပြီးအမည်မှန်တိုက်ကြည့်လိုက်သေး၏တနေ့နှစ်ခါမကဖတ်မိထားတော့လဲစိတ်ထဲမှာမဆွဲမြဲသောနာမည်မျိုးမို့ဖိတ်စာကိုပဲပြန်ကြည့်နေရသည်ဟုတ်ပါတယ်မမို့ခိုင်စာကျော်သူ့မိမိခိုင်ကတော့ဒီလိုပင်အတိတ်ပဲဆက်မရတတ်သောနာမည်ရွှေလျားထွေပြဝေဝါးတွေကိုစုံစုံမမတ်ကြိုက်လဲကြိုက်တတ်ပါပြီဒီမိမိခိုင်ငယ်တုန်းကအထက်တန်းကျောင်းသူဘဝမှာမကြာခဏနာမည်ပြောင်းတတ်တာတတိယမိ၏မြတ်သက်ခိုင်ဝေမိုးဆိုသောနာမည်ကိုတော့အတန်းထဲကကျောင်းသားပြော်တွေနဘေထက်နှင့်နောက်ကျပြောင်းကြလေရာတိတိစိတ်ထဲမှာယနေ့ထိမှတ်မိနေသည်ကာယကံရှင်ကသာမေ့ချင်မေ့ရော်မီသူ့မှာတခြားနာမည်တွေကလည်းပေါ်များလှပြီတကူတစ်လွင်ခိုင်မာထက်ဆိုလားခိုင်မြဲဝေလွင်ဆိုလားဝေဟင်ခိုင်မြဲလားမသိအစမ်းတစ်ချင်းမှဲ့ဘူးတာတွေလည်းရှိသေးသည်သို့တော့ရုပ်ရှင်ဒါရိုက်တာဦးမိုးဟင်းကျော်နေလက်ထက်တော့ဖိတ်စာထဲမှာမိမိခိုင်အော်လီဗီယာဟုဖြစ်သွားပြန်လေသည်အော်လီဗီယာဆိုသောအမည်ကိုလက်သေးကွင်းနဲ့ထည့်ပြထားပြီးငယ်နာမည်လိုကျောင်းနာမည်လိုမိုးချရွှေကိုအထင်ခံကြပုံရသည်တီတီကတော့ကဘာပေါ်မှာအော်လီဗီယာဟက်စီတို့အော်လီဗီယာနျူးထန်ဂျွန်တို့ရှမ်းတောက်ရေပန်းစားကြော်ကြားထင်ရှားချိန်မှာအသက်အစိတ်ကျော်အရွယ်မကြီးမငယ်ကြီးကအော်လီဗီယာထလို့ရဲတာကိုကြောင်ဒီဟုပဲယူဆပစ်လိုက်တော့သည်အခုလဲသူ့သမီးကလေး3နှစ်အရွယ်မှာဖိတ်စာတဲ့တရားဝင်ထည့်ရိုက်ပြထားသောမုံမို့ခိုင်စာကျော်အပြင်အိမ်နာမည်ကပောက်ကရရီတပုံတစ်ထွေးရှိအောင်မြည်ထင်သည်အဲလစ်လားယဒနာလားယူဇနာလားဒိုင်ယာနာလားသာမသိရှိကိုရှိရပေဦးမည်တီတီဒီဝင်းနေလက်ဆောင်ကိတ်မုတ်ဘူးဖုံးကိုရွကလေးပြန်ပိတ်လိုက်ပြီးလောင်စုံပန်းရိုက်စက်ကုန်နဲ့ထုတ်ဖို့ပြီးခလေးအကြိုက်နဲ့လိုက်အောင်တမင်ရွေးချယ်ထားသောပါကင်ပေပါပေါ်မှာဆေးအောင်စုံပြစ်တိုင်းနောက်ရုံဖိုးဝါရုပ်ကလေးတွေဖောက်ကြွလှပနေသည်မွေးနေ့ရှင်ကမိခလေးမှုဇာဇအနီအောင်လင်ကလေးကိုပန်းပွေပေါ်ဖော်၍ချီလိုက်ပြီးလက်ဖွားပေါ်လူမြင်သူမြင်ရွကလေးတင်ကမွေးနေ့ပါတီအမိခံလက်ဆောက်ပစ္စည်းစုပွဲသို့စတင်ချီတက်ခဲ့လေသည်အနောက်ရန်ငင်းမှသည်ပါရမီရိတ်တာအထိချီတက်ရမည်ဆိုတော့ထုံးစံအတိုင်းဒေါ်ညညထွန်းကိုပဲအားကိုးရတော့သည်ဒေါ်ညညထွန်း၏ခင်ပွန်းမှာနေရင်တာဝန်ထမ်းဆောင်နေရသောအင်ဂျင်နီယာတယောက်ဖြစ်ရာခင်မောတယ်မရှိခိုက်ပြင်းပြင်းရှိလျင်သူပိုင် Hilux ကားလေးနှင့် private taxi ဆွဲလိရှိသည် GTI ကရထားတဲ့အောင်လက်မှတ်လဲအိမ်အောင်ကြကလေးကဂျောင်ထူးထားခဲ့ရတော့တာပဲတော်တီတီနေရေအခုလိုကလေးတွေကြီးကုန်ကြပြီတက္ကသိုလ်တွေဘာတွေရောက်ကြတော့လဲကျမမှာအချိန်အားတွေများလွန်းလို့မနေတတ်မထိုင်တတ်ကိုဖြစ်ရောအဲ့ဒီတော့သမီးကျောင်းဖို့ရင်တစ်ချက်ကုန်နှစ်ချက်ပြက်ကျောင်းဖယ်ရီဆွဲနေတယ်အမျိုးသမီးဒရိုက်ဘာနဲ့တက္ကသိုလ်ကျောင်းသူကလေးတွေမှာအတော့ကိုအဆင်ပြေနေပြီဒီပြီးခင်မင်းရင်းနှီးသူတွေတဲကအကြောင်းကြီးငယ်ပေါ်၍ပြေးစရာလှောစရာရှိလာရင်လဲနေညမယူပို့ပေးသည်တေးသက်ရှင်တီတီနယ်သည်လုပ်ငန်းတဘာဝအလျောက်ခောက်တုတ်ခောက်ပြန်သွားစရာလားစရာကိစ္စဝိစ္စထွေပြားတတ်သူဖြစ်ရာဒေါ်ညညထွန်းနှင့်ပို့ပြီးအဖွဲကြသည်ရန်ကြီးတိုက်တလုံးထဲမှာအပေါ်တက်နှင့်အောက်ထက်တမန်တလင်းတလွာချားနေကြသည်မို့ကို့အိမ်ကကားကိုဆွဲသုံးရတယ်လို့သဘောထားလို့လည်းရသည်ကို့အိမ်ကကားကတော့ကိုတယောက်တည်းသုံးနေတာပါပဲသားတွေလည်းဟုတ်ညာမစီးရကျောင်းနှစ်ကျူရှင်တွေအကြားကြုံရကားတွဲလဲခုပြီးစီးခွင့်ရတာကိုပဲသူတို့ကလည်းပို့ပြီးသဘောကျပုံရသည်တခါတရံအချိန်ကိုက်လမ်းကြုံရင်သူတို့เจ้าများဝင်ကြုံမိရင်ပရွလန်းချောင်းရောင်စုံကားတန်းကြီးထဲမှာအိမ်ကလစ်ဂရိုဘာကိုအထင်ရှားမြင်ပါလျက်မတွေ့ဟန်ဆောင်ပြီးကွေ့ရှောင်ကပြည့်ကျက်ပြုတ်ခဲနေသောဘတ်စကားချီနှင်းခုံပေါ်ပျော်ရွှင်ပေါ့ပါးစွာပြေးတွေ့ကြမြင်အိမ်ကကားနဲ့ကြောင်းတက်တယ်ဆိုတာအားနွဲ့တဲ့ကောင်မလေးတွေဗျ
ခုသားကြီးရဆိုပြီးဒါမှမဟုတ်ရင်လဲတချင်းဆိုပြပြီးရှောက်သီးဆေးပြလဲရောင်းမဲ့ကောင်းတွေခုသားငယ်ရဆက်သည်သူတို့သဘောထားမှရှင်းနေလေသည်ဖီလာစိတ်ဆယောက်ျားကလေးတို့၏အမိခုကင်းစာစွန့်စားခြင်းသောဇယိုက်တဘာဝလည်းဖြစ်သည်ဒီတော့ကိုတယောက်တည်းသာသူ့တီတကူဂီတအဖွဲ့လှုပ်ရှားမှုအတွက်တီတီတန်တက်သုံးခွင့်ရနေသည်တီကလည်းကိုကားပေါ်မှာမျက်နှာအစိမ်းအကျက်တွေနဲ့ရောနှောနှောစီးရတာတဲ့ဒေါ်ညညထွန်း၏ဟိုက်လက်ကလေးနဲ့စကားတပြောသွားလာရတာကိုပိုပြီးသဘောကျသည်တခါတော့ဒေါ်ညညထွန်းပြောသည့်စကားတွေထဲမှာအမတ်မတင်စိတ်ဝင်စားစရာတွေရောနှောပါလာတတ်လေသည်တခါတော့လေမီးပွိုင်မှာကားရက်နေတော့ဘုံဆိုကားပေါ်လူတယောက်တက်လာတယ်ရှီကန်းတကားကိုဆွဲဖွင့်ပြီးကားပေါ်ရောက်လာတော့မှအံ့အားသင့်နေတော့သူ့အိတ်ထဲကကပြားတပြားထုတ်ပြရတယ်ဒီတော့မှတာဝန်ရှိသူပုဂ္ဂိုလ်တယောက်ဖြစ်မှန်းသိရတော့တာကိုသူသွားလို့ရအောင်ပုတ်ပေးလိုက်ပါတယ်နောက်နေ့သတင်းစာတွေဖတ်မိတော့မှပဲဒီခီးစဉ်ဟာအရေးကြီးစီမံချက်တည်းမှသိရတော့တာဒီနေ့တော့ဝင်းနေအခမ်းပွဲသွားကြရရှိသည်လို့တင်ကြိုအကြောင်းကြားထားခဲ့သည်မို့ဒေါ်ညညထွန်းသည်မိတ်ကပ်ကလေးတွေခက်ပြတင်ကပြင်သစ်စတုံးပွားမှာဒဇင်ခတ်တွေဝေလို့နေ၏ပါရမီကတချို့နေရာတွေမှာလမ်းသိပ်ဆိုးတာပဲဒေါ်ညညထွန်းကလေအေးဆက်ကိုလှမ်းပိတ်ရင်ပြောလေသည်ပွဲထိုင်သားရမည်မို့သပင်ပွားမှာမိတ်ကပ်ပြက်မှာဆိုရင်ကားမှန်ကိုအလွန်ပိတ်ပြီးလေအေးဆက်ဖွင့်လာခဲ့ခြင်းဖြစ်သည်တီကားမှန်ကိုချလိုက်ပြီးတိုက်လှလှကလေးတွေကိုလှမ်းပြောကြည့်ကမြင့်စုလမ်းသွဲနှစ်တဲ့ဒေါ်ညညထွန်းရေရှေ့နားမှာရှိမယ်ထင်တယ်အိမ်နံပါတ်ကတော့ခက်ရှုပ်ပဲ23တလင်းကျိတ်3335တဲ့မူလဘဲတဲစုမွေးမြူရေးအကွက်ကျဲကြီးတွေကပြန်ပြီးခွဲစိတ်ရုံးချထားတဲ့မြေခွက်တွေဖြစ်မှာပေါ့ဒေါ်တီနယ်ရဲ့တို့ဖြင့်လူတွေလည်းအလှမပြတ်ကိမ့်မဘူးလည်းခလောက်မဆန်ရအောင်ကားကိုခတ်ထိန်ထိန်မောင်းရင်လမ်းရယ်လို့မခေါ်နိုင်သေးသောလှိုင်းကြီးမြေလန်းချင်းတွေကိုကြွေကချိုးကရစ်ကဝိုက်ကဖြင့်မိမိခိုင်၏ရှုပ်ထွေးသောအိမ်နံပါတ်ကိုတွေ့ရလေသည်တနင်္သာရီရုပ်ရှင်ကံပြီးထိုးထားသောရောင်စုံကြောက်ပြားမျက်နှာစာနှင့်ဂျပန်ပုံစံတစ်ထပ်တိုက်ဖို့ကလေးရှိရောက်သောမိမိခိုင်အိမ်မဲဟုသိကြသွားသည် Thank you auntie တမင်လေးကျင့်သင်ကြားထားပြီးဟန်တူသောအင်္ဂလိပ်ဘာသာစကားကိုဝင်းနေရှင်၃နှစ်သမီးကလေးကထန်ကတိုင်းမကြတကြရွတ်ရင်လက်ဆောင်တို့ကိုလက်ကမ်းယူသည်မိတီနယ်ကလည်းဟဲနောက်ကျလိုက်တာရင်းနှီးသောလေသံဟပ်ပန်ကိုတမင်သုံး၍ဆူဆူမူမူကလေးပြောနေသောမိမိခိုင်ကိုအလိုက်တင်ပြုံးရတုတ်ပြန်ရင်ဒေါ်ညညထွန်းနှင့်မိတ်ဆက်ပေးရသည်သို့သောမိမိခိုင်ကဝိจิတန်းကြည်သာအတိမတ်ပြုကသူ့မိတ်တင်ကဟပြိုးပြောင်နေကြသူတီတယောက်တည်းလက်ဆွဲပြီးခေါ်သွားသည်ဒါတေးတန်ရှိတီနယ်လေခိုင်ချစ်ဆုံးတငယ်ချင်းပေါ့တီနဲ့အမျိုးသားကတီတကူဝိုင်းခေါင်းဆောင်ကြော့တာထက်ကြားဘူးကြမှာပေါ့ခိုင်ချစ်ဆုံးတငယ်ချင်းဟူသောစကားလုံးကိုရည်ကျင်သွားသောစိတ်ကိုအင်္ဂလိပ်ဆဲပြီးပြုံးနေလိုက်ရသည်အတက်နိုင်ဆုံးပြုံးသင့်သည့်နေရာနှင့်အဝင်ခင်ကြဖြစ်သွားလေသည်ညင်ကျုပ်ကြော်ချုပ်ကြော်ဝင်ကြော်တမောသားကြော်စသောကာလပေါ်ဂုံတူးဆောင်ဝိသေသနာတွေနားတဲ့ဖိတ်တဝက်စင်တဝက်ဝင်နေ၏လုပ်ငန်းချင်းဆက်ဆက်နေ၍တွေ့ဘူးမြင်ဘူးသောရုပ်ရှင်သရုပ်ဆောင်အချို့ကိုတော့ကြီးကြီးလေးလေးပကတိအပြုံးနှင့်နှုတ်ဆက်ဖြစ်သည်တီထိုင်ရမည်စပွဲသို့ပြန်ရောက်လာတော့ဒေါ်ညညထွန်းမှာအုံတို့ခောက်ဆွဲပင်စားပြီးနေပြီရွှေကြီးမုံနှုံးကလေးတွေကိုနှစ်ခွခရင်တတိလေးတွေနဲ့အလှမပြတ်ဆရင်ပတ်ဝန်းကျင်ကိုအမှုမှတ်မထားသလိုကြက်တီပြည့်ညီတက်နေပြီအားနာလိုက်တာဒေါ်ညညထွန်းရဲ့မိခိုင်ကအဲ့လိုပဲတီလဲစိတ်ချင်းကျက်တယ်မြင်ပြန်ရမယ်ကလောက်တော့ရှိမှာပေါ့ဒေါ်တီနယ်ရဲ့ကာတွန်းပြလာပြီးလေတံမျိုးဖြင့်တီကိုပြန်ပြီးတရားချလိုက်သည်ဒေါ်ညညထွန်းသည်မျက်စိကျိမ့်ပွဲဧည့်သည်တွေကြားမှာတယောက်တစ်လက်ပြောင်းချီခံနေရသောမမို့ခိုင်စာကျော်ကိုလှမ်းလေးနေ၏မကစီခေါ်ပိုးပြော့ခေါင်းဝင်ရှင်နှင့်ခြေအိတ်လက်အိတ်တွေအပြည့်စုံစွတ်ကာခေါင်းပေါ်မှာတရဖူဆောင်းထားသောကလေးငယ်ကိုကြည့်ရင်တီနယ်ပါစိတ်ချင်းကျက်လာသည်ကလေးကအေးစိညင်တတ်မဲ့ပုံမှာပဲအိုက်နေမှာပဲမအေးစီမံချက်အတိုင်းအယုတ်ကလေးလိုကုတ်ကလေးနေရရှာတယ်ဟုတောင်စီရီမရအတွေးတွေပလုံစီထနေပြီပြန်သည်တယောက်ပြီးတယောက်ဥတဲ့ရာတွေမေးမြန်းအေးသေးနေကြသည်ကိုလည်းကလေးငယ်သည်မငြင်းမညူဖြေပေါ်ရ၏တီသားတွေငယ်ငယ်ကနှင်းတော့တခြားစီပါပဲအိမ်ကကောင်တွေမှာလူစိမ့်ကိုကြောက်တတ်သည်စကားမေးလိုက်ရင်မအေးပကုံးပေါ်ခေါင်းဝက်ပစ်လိုက်ကတုတ်မျှပင်မလုပ်တော့ကြလူစိမ့်တွေနှင့်လေသားကြနေပြီဖြစ်သောကလေးငယ်၏ဇယိုက်အမူအရာကိုကလေးအမေပီပီအကဲခတ်နေပြီသည်လူတွေကလည်းဒီနေ့မှပင်ကလေးကိုထူးထူးခြားခြားအချစ်တွေပူကတဲတဲလှုပ်နေကြလေသည်မကြာခဏတရှုပ်ရှုပ်နန်းနေကြရာပန်းကလေးသာဆိုရင်တော့ကြေမွတ်သွားတော့မှာပဲဟုတွေးနေမိလေသည်ကလေးကတယောက်သေးလားဒေါ်ညညထွန်းမေးကြီးကိုခေါင်းညှိဖြင်းအုံတို့ခောက်ဆွဲကိုခက်မြင်မြန်စားစားပြု၏မိမိခိုင်ပြီးအသက်အစိတ်ကျော်မှဦးမိုးဟင်းကျော်နှင့်အိမ်အောင်ကြကဘိုက်ခွဲမွေးရသောသမီးလေးကိုအခက်အနှားနှင့်ချစ်ပြလိရှိ၏တနေ့တခါချင်းပမြင်မွေးနေတာမကနေကလေးတိုင်းကြောင့်မုတ်စားပြိုင်ပွဲပထမရ၍ကြပြရွတ်ပြိုင်ပွဲနှစ်သိမ့်စုရ၍စသောထူးချွန်မှုပေါင်းစုံကိုအကြောင်းပြုပြီးအထိတ်အမှတ်အခမ်းပွဲများကျင်းပလိရှိသေးတာလဲကောင်းကောင်းမှတ်မိသည်ဦးမိုးဟင်းကျော်မှာတစ်ခုလက်သားကြီးမြဲကြီးတွေလည်းရှိ၍
သမီးအငယ်ဆုံးမှာဇနီးမိမိခိုင်တဲ့တစ်နှစ်ပိုကြီးသေးသည်သို့တော့ပြိုရွယ်သောမိမိခိုင်နှင့်တတိယအရွယ်၏နောက်ဆုံးရက်များကိုပျော်ရွှင်စွာဖြတ်သန်းနေသောဦးမိုးဟင်းကျော်ကိုရုပ်ရှင်ရိုက်ရင်းနာမည်ကျဆင်းနေသောမင်းသမီးအချို့ဝင်လူမှစိတ်မချဟုအကြောင်းပြကခင်ပွန်းသွားလေရာတရွဲလိုက်လေးရှိသည်အိုးပြစ်အိမ်ပြစ်သမီးပြစ်တခါမှဒီသမီးအတွက်အခမ်းအနားများကျင်းပပေးခြင်းဖြင့်မိခင်တောင်းဝင်ကြည်ပြီးဟုစိတ်ကိုလှည့်စားနှစ်သိမ့်ပြီးသလားမသိချေလူပေါ်အလယ်မှာတော့ရွှေလူဥထားတော့မတက်အမွှန်းတင်သည်အိမ်နောက်ကျပြီးသည့်ဤအခြားမင်း၌ဘဝကိုအကျဉ်းနဲ့ကြီးကျဉ်နဲ့နေပြီးထင်၏တချင်းဆိုကျင်တာတွေကြော်ကြားကျင်တာတွေကိုယ်ပိုင်အစွမ်းအစဖြင့်ကြီးပွားကျင်တာတွေကိုသတိရသေးလားဟုမိမိခိုင်ကိုမေးကြည့်ခြင်းသေးသည်ကျောင်းမှာတော့ကတော့တချင်းဆိုလိုက်ခြင်းဒီမှာဖြစ်လူတီတီနှင့်အတူတတွဲပူးကပ်၍တချင်းတိုက်ရာတချင်းဆိုရာသို့လိုက်သည်တီတီဂီတသားချင်းတွေနှင့်မိတ်ဆက်ကထွေးရောရှက်တင်ပလူးရာကလူမှုရေးအရှုပ်ထွေးကလေးတွေမျိုးဖြစ်လိုက်သေးသည်တီတီရဲ့ကိုကမိမိခိုင်ကဂီတဝါသနာပါတာမဟုတ်ဘူးနာမည်ကြီးကျင်တာစင်ပေါ်မှာထုံပေါ်ကျင်တာဟုအညာမတာကောက်ချက်ချလေသည်ဆယ်တဲ့အောင်တော့သူနာပြုတင်တန်းကိုဝါသနာမပါပဲတက်ဖြစ်ပြီးထိုလောကမှာလည်းထုံးစံတိုင်းရှုပ်ရှုပ်ရှက်ရှက်ကလေးတွေကြားရပြန်သည်နောက်တော့စေးရုံတက်အရက်ဖြတ်သည့်လူနာတဦးနှင့်လျှက်တစ်ပြက်ကြောဝင်ချစ်ခင်သွားကထိုသူနှင့်ပင်လက်ထက်တော့မည်ဟုစီမံကိန်းချပြီးတီတီထန်တို့လည်းဖောက်ကြဖိစာတွေပါရောက်လာသည်တို့ဖြင့်လောကမှာဒရိုက်တာဦးမိုးဟင်းကျော်နှင့်ဒေါ်မိမိခိုင်အော်လီဗီယာတို့အိမ်နောက်တစ်ခုတူးွားလာခဲ့ပြီးအခုတော့သမီးပင်3နှစ်မြောက်မွေးနေ့မင်္ဂလာပွဲဆင်နွှဲလျက်ရှိကြပြီခုလိုပွဲလန်းတပင်မျိုးမှာပြပြပြအဖိုးတန်နေစီရင်ဝတ်စားပြီးအလားပြခွေရတာတစ်ခုနှင့်ပင်မိမိခိုင်အဖိုးတော့လူဘဝမှာနေပြောသေးပြောနေပြီထင်၏လင်းနေဤဒနာရိတ်မှာခိုလိုတောက်ပခွင့်ရ၍အပျော်ကြီးပျော်နေသောမိမတစ်ယောက်ကတီတီနွဲ့ကိုအချစ်ဆုံးတငယ်ချင်းဟုလည်းလူသိရှင်ကြားကြင်ညာခြင်းများနီရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးထုတ်လုပ်တတ်သောဒရိုက်တာဦးမိုးဟင်းကျော်၏ချစ်စနီးပြီးတော့တချင်းတီဆိုတတ်သောတီတီနွဲ့၏အချစ်ဆုံးတငယ်ချင်းမင်းတနေ့မှာဘာဖြစ်လာနိုင်အောင်လဲမိမိခိုင်ရဲ့ဟုတီတီမျှော်လင့်ခြင်းနေသည်ဒေါ်ညိုညိုထွန်းကိုမျက်ရည်ပြ၍ထိုင်ရမှထားလိုက်တော့မိမိခိုင်အနားရောက်လာသည်ပြန်တော့မလားတီနွဲ့ဟိုမှာအကိုကြီးနဲ့သမီးကိုနှုတ်ဆက်ပါအောင်တီတီနွဲ့သည်ချင်းငံပြပြသောနှုတ်ဆက်စကားများကိုစိတ်ရှည်လက်ရှည်ပြန်လည်တုံ့ပြန်ရင်းအိမ်ဝါသို့မတိမတာရှောက်လာခဲ့သည်မိမိခိုင်အနားမှာကက်လိုက်လာပြီးတီနွဲ့ဝစ်လာတာကြီးကလည်းရိုးလိုက်တာချိတ်လုံးကြီးကနေဝဲမှာကြောင်နဲ့ဂျင်းကီမိုလိုလေးကိုချုပ်ရောပေါ့တိတ်မကုန်ပါဘူးကြုံရဝစ်ခဲ့တာပဲမိခိုင်ရဲ့ဟိုအလိုက်တင်ပြောရင်ဖက်နှက်ကိုငုံရရှာနေလိုက်သည်မိမိခိုင်ကြီးကန့်ရက်ထားရတော့ညံ့မြော့ကြီးကဟိုလေးချိတ်ကားနီလေးမဟုတ်လားဒရိုက်ဘာမြင်ပါလားပြင်းလို့ကြားသွားထိုးနေပြီထင်ရဲ့အားနာစရာတစ်ချိန်လုံးစိတ်မကြည့်ခဲ့တော့ဒေါ်ညိုညိုထွန်းကဖြတ်ခနဲ့သူ့ကိုပြုံးမော့ကြည့်လိုက်ကကျမကားပါကျမကိုယ်တိုင်မောင်းပါတယ်အားနာစရာမရှိပါဘူးရှင်ကို့ဘာသာသွားချင်ရသွားနေချင်သလောက်နေကိုယ်စိတ်နဲ့ကိုယ်ကြိုက်ပါပဲတီတီဆိုရင်တော့မျက်နှာရဲသွားမိချင်ပြီမိမိခိုင်ကတော့ဘလို့အထိပ္ပယ်ကောက်ပြီးမသိအော်ကိုယ်တိုင်မောင်းတာလားဟုပဲမေးသေးသည်ရက်တောင်မေးစင်းကမျက်လုံးများပင်အနှဲငယ်ကျင်းသွားတဲ့အောင်ရှိ၏တီတီနွယ်သည်ဦးမိုးဟင်းကျော်လက်ထဲမှာပွင့်ချီထားသောမမုတ်ခိုင်စာကျော်ကလေးကိုတစ်ချက်မြစိုက်ကြည့်ကာလူလားမြောက်သည့်အချိန်မှာတစုံတယောက်ဖြစ်လာပါစေဟုအသွေးသားတွေကစုပေးခဲ့မိသည်သူ့အမေမိမိခိုင်ကတော့ယနေ့ထိမတိနိုးနာရှိကာလူဘဝမှာဝတ်စားစီရင်အလှပြင်ပြီးအခမ်းအနားတွေကျင်းပနေတာနှင့်ပင်လုံလောက်နေပြီဖြစ်ပေသည်ပြီးဒေါ်ညိုညိုထွန်းလိုကားမောင်းရင်လမ်းပေါ်ကစွန်စားကမ်းမျိုးလဲဘယ်တော့မှကြုံတွေ့နိုင်မည်မဟုတ်ရာတနေ့မှမိမိခိုင်အော်လီဗီယာဆိုသောနာမည်ကိုအသစ်တစ်မျိုးပြောင်းမှဲ့ဖို့သာစဉ်းစားရင်းအချိန်ဖြုံးရလိမ့်အောင်မည်ထင်သည်တောင်မြောက်ထွေလာရည်စရာမဂ္ဂဇင်းအတွဲ20အမှတ်9ဇူလိုင်လ1984